KK Hunter Channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KK Hunter Channel လေးမှာတဘာဝကျေးလက်တန်ကဇာတ်လမ်းကောင်းတွေနဲ့ရှားပါမို့ဆိုဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ပရိသတ်များကိုဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာနေချီကြီးနေရေးသားထားတဲ့အယိုးကြီးပါတဲ့ယုံဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။တာပုမြန်လားခွေးတွေရောခေါ်ခဲ့မရတဲ့ပြရေးပြရနဲ့အလော်တကြီးဖြစ်နေလို့တာဘူးအံ့ဩသွားတယ်။ဘယ်အကြောင်းများရှိပါအန်နီလို့တွေးနေတယ်။ခွေးတွေကိုခေါ်ခဲ့ဆိုတဲ့အတွက်ထူးခြားမှုရှိလေပြီ။နီမလာတိုင်းကြီးလားဟဲ့။တခင်နဲ့အတူအမြဲပါနေတဲ့ခွေးများမို့လို့ချက်ချင်းပြေးထွက်လာကြတယ်။မရတဲ့ကဟေးရသွားကောက်ချင်းဖြစ်တယ်။ဘုံတုံးချောင်းကိုဖျက်ပြီးနေကြခင်းရှိရာကိုဦးတည်နေလေတယ်။တာဘူးနောက်ကခွေးနှကောင်ကလည်းတဆွဆွနဲ့လင်းမြန်ပဲချောင်းကူးလာကြတယ်။အပေါ်ပိုင်းကိုဗလာနဲ့လွယ်အိတ်ထဲစမ်းကြည့်ရင်လောက်စာကနှလုံးသားပါတယ်။လောကြည့်ပြီးထွက်လာခဲ့တာကိုနေကြခင်းရဲ့ကန်တင်းရိုးမှာမရတင်ကရက်ဆောက်နေတယ်။တာဘူးရောက်သွားတဲ့ချိန်မှာတနေရာကိုလမ်းညှိုးထိုးပြတယ်။အလလာရုံတကောင်ပဲ။အယောင်ကမီးခိုးရောင်အတော်အတန်ကြည့်တယ်။ကန်တင်းဆက်မှာခုံပေါက်နေတယ်။ဘုံတုံးချောင်းမှာနန်းတိုင်းသားကိုကွေးပက်စီးဆင်းသွားတဲ့ချောင်းကလေးကချားနေတယ်။ရုံကအဲ့ဒီနေရာကိုဘလို့ရောက်ရှိလာတာလဲ။ကန်တူဖက်တောင်ကျောပေါ်မှာမျက်စိလဲရောက်ရှိလာခြင်းလား။တမင်ပင်စကြက်အတက်လာခြင်းလားမသိ။နေရာဒေသကိုကျွမ်းကျင်ဟန်မရှိတာကအမှန်ဖြစ်တယ်။တာဘူးတစ်ဖက်တစ်ချက်မှပန်းသွားပြီးနေကြခင်းကိုအကာအကွယ်ယူကခွေးနှကောင်နဲ့ဝိုင်းထားလိုက်တယ်။တစ်ဖက်ကဘုံသုံးချောင်းရှိနေရတိုင်းကြီးနဲ့မိနေလက်မလွတ်ဖို့ရမရှိပါခွေးတန်လူတန်များကြားရတဲ့အတွက်ရုံကကန်တင်းဆက်ကခြုံပုတ်ထဲမှာဝတ်လိုက်တယ်။တာဘူးကလည်းခွေးတွေကိုအတန်ပေးထားခဲ့တယ်။ခွေးတွေရဲ့ဤတန်ကြားရတဲ့အတွက်ရုံကအပြန်ထွက်မလာရဲပဲခြုံထဲကိုသာတိုးလို့စုံနေတယ်။အဲ့ဒီမှာတာဘူးအတွက်အခွင့်အရေးပင်ဖြစ်တယ်။လူကောင်းပါကခွေးပင်ပါစရာမလိုပါ။နလန်ခန့်အကွာဝေးထိတိုးကပ်သွားတယ်။ပြစ်ကွင်းမရှင်းတဲ့အတွက်နေရာရွေးနေရာမှာရုံကတတိထားမိတယ်။လိုအပ်ရင်ပြေးထွက်နိုင်ရင်ပြေးပေါက်ရှာနေတယ်။အချိန်မရလို့တာဘူးဘက်ကွာနဲ့ပြက်တယ်။ပါလာတာကမှလောက်စလုံးကနှလုံးထဲဖြစ်တယ်။ရုံကတစ်ချက်တည်းကြောဆန့်သွားတယ်။အသေးငယ်တက်တဲ့ရုံဆိုပေမဲ့တခါတည်းမသေးပါ။ဇန်ငင်ဖြစ်နေတယ်။နောက်တစ်ချက်ထပ်ပြက်လိုက်မှကိစ္စချောတယ်။နရွက်ကအသာအရာဆွဲယူလိုက်တယ်။မိခိုးရောင်ယုံတပိတ်သားကန့်တာရှိတယ်။တစ်ဖက်ကန်တဲ့မှအကဲခတ်နေတဲ့မရတင်ရဲ့မျက်နှာကပြုံးသွားတယ်။ခွေးနှကောင်ကလည်းသူတို့မပါလိုက်ရတဲ့အတွက်နောက်မှအနံခံနန်းရှုံရဲ့လိုက်ပါလာတယ်။အဖေရုံရလာတယ်ဟိခွေးတွေကိုအလောတကြီးခေါ်ကထွက်သွားကြတဲ့ကဟင်းစားတကောင်ကောင်ရလာနို့မျောနေကြတဲ့ကလေးများပျော်သွားကြတယ်။အိမ်မှာလည်းရွာစော်အိမ်ကဒေါ်တန်းရင်ရောက်နေတယ်။တအိမ်တယောက်တည်းဟိဖုံးကြီးချောင်းအတွက်အစည်းအဝေး။အော်ကြောက်သေးပို့ရမယ်ပြောတာပဲ။ဟုတ်လို့လား။တာပုအဝတ်အစားလဲပြီးဒေါ်တန်းရင်နဲ့လိုက်သွားတယ်။မရတင်ကရုံဖြတ်ရန်အခက်ကြုံနေစဉ်ဟိုဘက်တော်မှာပိုက်ထွေးရောက်လာလို့ခိုင်းလိုက်ရတယ်။ဟဲ့ပိုက်ထွေးငါကိုဒါလေးလှုပ်ပေးခဲ့စမ်းလို့သားဘူးမရှိဘူးလားဖုန်ကြီးချောင်းသွားတာလားအေးပိုက်ထွေးရုံဖြတ်တဲ့နာကလေးတွေကတယောက်တစ်ပေါက်စုညံ့နေတယ်။မရတင်ကဆန်းပြားပြီးရီစုအိုးကိုတဲနေတယ်။ဒေါခင်ပူကနန်းတီဖက်ပြောင်းပူသွားဝယ်ရကပြန်လာတယ်။အစားကဟင်းစားမရှိတဲ့အတွက်ပြောင်းပူကြော်စားရန်ဖြစ်တယ်။ယခုတော့ဟင်းစားရပြီကိုမြင်ရလေတယ်။ပြောင်းဖူးကလည်းဈေးကောင်းချက်1000ဖို့8ဖူးတယ်လား။တန်ပါတယ်900ဖို့4ဖူးဟာဦး။ပိုက်ထွေးကဝင်ပြောတယ်။ပြီးမှမတ်ရတင်ကိုအရေးခွန်ခွာပြီးသားယုံကိုပေးရင်ဟင်းချက်ပြီးတစ်ခွက်ပေး။အဲဒီလိုပြောကထွက်သွားတယ်။ပိုက်ထွေးထွက်သွားပြီးမရတင်ခုတ်ထက်နေစမှာပင်ကိုတန်းဆောင်ရောက်လာတယ်။ရွာထဲကပင်ဖြစ်ပြီးဒေါ်ခင်ပိုတန်အနှင်းအနှိတ်လာခံခြင်းဖြစ်တယ်။ဟာအသားဟင်းတွေဘာလားကွအဖေလေးခွေးတက်တာခွေးသားတွေဟဲ့ကောင်လေးဘယ်ချိန်တော့ကနင့်ကိုခွေးသားကျွေးဘူးလို့လဲဒေါခင်ပူကငေါ့လုံးမှတတအိမ်အားကိုပြေးဆင်းသွားတယ်မောင်တမ3ယောက်တဝါတဟာတဘောကြနေလေကြတယ်ကလေးတွေကဒီလိုပါပဲအဲ့ဒီလိုပြောယူရတယ်ကိုတန်းဆောင်ကမိတို့မှထူးခြားဟန်မပြပါမရတင်ကမူဖောက်ဖွားလေးပြုံးနေတယ်တာပူပြန်ရောက်လာတယ်တယောက်တည်းမဟုတ်ကိုရင်နှစ်ပါးပါလာခဲ့ခြင်းဖြစ်တယ်။မုံရွာစာတန်တိုင်းမှာခေတ္တပြန်ရောက်လာတဲ့
ကိုရင်လေးနှစ်ပါးဖြစ်တယ်ဟာကိုရင်လေးတွေအမေကြီးတသားကဥစွာမြင်လို့အော်ပြောတယ်ပြားစိန်နဲ့ရွှေစိန်ကလည်းတရက်ပင်အောက်ကစားနေရကချောင်းဖက်အပြေးလေးထွက်ကြည့်တယ်ကိုရင်နှစ်ပါးကလည်းစာတင်တိုင်းမှပြန်လာတာမို့အသားအယေဝင်းဝင်းဆူဆူနဲ့ကြီးညိုပွဲကောင်းတယ်ဒေါခင်ပိုကခရီးဦးကျိုဝစ်ပြူချတယ်မရကျင်ကချက်ချင်းမိဖို့ချောင်းဝဲကပြောင်းဖူးကြော်တယ်ဆရာတော်တင်ပင်တခါတရံတားပူရအိမ်ဘက်ရောက်ရင်အုံသီးအချာခိုင်းတတ်တယ်ရှိတဲ့အုံပင်9ပင်မှာအသီးတွေကပြုတ်နေတယ်ကြည်မြင်ရတာကအားရစရာကောင်းလာတယ်ရတဲ့ကိုရင်နှစ်ပါးဒီမှာစွန်ပုံပေးမှဟိတာပုကပြောပြီးအုံပင်တရံကျိုးခွေးရှာတယ်အုံပင်တိုင်းမှာကြက်ကြဝါထောင်ထားတယ်ဒါပေမဲ့နေရာတိုင်းမှာစိုက်ထားတဲ့ငရုတ်ကောင်းပင်နဲ့ကွန်းအနွယ်ပင်တွေကအုံပင်တွေမှာရှိနေတဲ့အတွက်သတိထားတက်ရတယ်အုံပင်ပေါ်ရောက်သွားမှခြိုင်ပြီးကျိုးနဲ့ချပေးတယ်အုံတီကိုအရန်ကရောပြတ်မှတ်ချရဲပါအကြောင်းကတော့ကလေးများကအုံပင်ပေါ်ကိုမောပြီးဟိုတီပြေးလွှားနေတာကြောင့်ဖြစ်တယ်သူတို့လည်းအုံရည်တောက်ရမှာကိုတာဖို့အဲ့ဒီအုံတီလေးတွေကမသေးဘူးလားဟုတ်တယ်အုံတီတွေကခေါင်းချုံကလေးတွေနဲ့ကြည်မြင်ရတာကသေးငယ်လာတယ်ခွဲကြည့်ပါအောင်ဒေါခင်ဘိုးကဓာတ်ထက်ယူပြီးထိမ်မှတိပေးတယ်ပြီးမှကိုရင်4ပါးကိုတယူတသေးကက်လေတယ်အလလာကြည့်တော့တာအလုံးကသေးသေးတလုံးကောင်ကမနဲ့တောက်ယူရတယ်ကိုရင်လေးတွေသဘောကျသွားတယ်လက်လက်ဆက်ဆက်အုံရည်ကိုတောက်သုံးရတာကအရသာရှိလာတယ်မဟုတ်ပါလားကိုရင်နဲ့အလဲပြီးသွားတော့မိသားစုတွေတောက်ကြတယ်ရွာဘက်ကိုလည်းလှမ်းអော်တယ်မရတဲ့ကသူမိဘအိမ်ပို့တယ်အဲ့ဒီလိုတာပုကအုံပင်တက်ခါနိုင်ခွဲဝေပေးတတ်တယ်ဖုံးပေးပြီးပါကတောက်သုံးနိုင်ရနှလုံးချမ်းထားပေးတယ်စွန်းစားချိန်ရောက်လို့ဒေါခင်ဘိုကစွန်းပွဲပြင်တယ်ရုံသားချက်ပြောင်းမှုကြောတရက်ချင်တဲ့ဇရစ်တို့ကိုအဆန်လှိမ့်ထားတာမို့စွန်းပွဲလှပါတယ်ဟင်းရည်သားအနေနဲ့ဒိုးရွက်ပါတယ်ကိုရင်ကလေးနှစ်ပါးကလည်းရုံသားချက်နဲ့မို့ဂရင်းတွေ့တယ်တာမန်ထပ်ပင်ဖုံးပေးနိုင်ကြလေတယ်ကောင်းလိုက်တာတကားမကြီးဟာရုံသားကအတော်ချိုးတာပဲတင်မဖေဟာတပည့်တော်မှာဟင်းထည့်ပါဦးမယ်ကိုရင်လေးနှစ်ပါးစွန်းစားပြီးတဲ့အခါတာပုကိုနှုတ်ဆက်ပြီးနေလည်နေခင်းတောက်ရဲ့အုံသီးနှလုံးယူကပြန်သွားတယ်အဲ့ဒီအခါကျမှကလေး3ယောက်လဲစော်ကစားနေရကနေအပြေးတက်လာကြလေရုံသားချက်နဲ့စားကြရမှာကိုတာပုကထမင်းစပွဲမထိုင်မှာသူ့အမေတော်ခင်ပိုနဲ့စကားပြောနေတယ်ကိုရင်လေးတွေကဒီနေ့မှရောက်တာတဲ့ဒါနဲ့ရုံသားရထားတာအမက်ရလို့ပင့်လာခဲ့တာရုံသားချက်ကချိုးလို့တယ်ဖုံးပေးလိုက်တာများအားရစရာကောင်းလိုက်တာဆရာတော်ကလည်းသူ့တပည့်တွေချီကျူးနေတာအေးကြည်ညိုစရာလည်းကောင်းတယ်စောတက်နဲ့အလူအတွက်သားမင်းနှစ်ယောက်အားရနေကြတယ်ကလေးတွေကိုထမင်းခူပေးနေတဲ့မယားတင်ကတော့ခေါင်းကုတ်နေတယ်အမေတို့ယုံကလည်းအယိုးကြီးပါလားလို့ပေါင်သားရောဟုတ်ပါဘလို့ကကိုက်အသားဖက်ပါမလားကလေးတွေစကားကြောင့်သားပုနဲ့ဒေါခင်ပူခေါင်းထောင်သွားတယ်ဟုတ်ပေသားအသားဟင်းကောင်းသည်များကိုစွန်းကတ်လိုက်ပြီးမဟုတ်ပါလို့ယုံဆိုတာကနံဘိုနေရာနဲ့ပေါင်လောက်သာအသားပါတယ်အဲ့ဒီနေရာကလည်းစွန်းဟင်းပွဲကောင်းစေခြင်းတဲ့အတွက်ထည့်ပေးလိုက်ခြင်းဖြစ်တယ်ဟာမင်းတို့အခါတိုင်းကောင်းတာကြီးစားလာတာငါစားဖို့ခြံထားတာဟိတာပုကမငေါ့ဆက်ဖို့ငေါ့လိုက်လို့ကလေးတွေမျက်နှာထမင်းပကံနဲ့ငုံသွားတယ်တသားကတော့သူ့မိန်းမတွေကိုတိုးတိုးလေးပြန်ပြောနေလေတယ်ဟုတ်သားပဲငါတို့မြင်လိုက်တဲ့ယုံကအသားမှမပါပဲစားဟုတ်တယ်ငါလည်းဟင်းအိုးချတော့ကြည့်ထားတာအသားမပါဘူးပြားစင်ကထောက်ခံနေတယ်လူကြီး3ယောက်ကတော့ကလေး3ယောက်မျက်နှာစူပုတ်နေတာကိုကြည့်ပြီးပြုံးနေလေတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာနေချီကြီးနေရေးသားထားတဲ့အယိုးကြီးပါတဲ့ယုံဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်